ရီမန်းချက်ကြီးတဲ့သူကအသေးအဖွဲကိုအသေးအဖွဲမှန်းသိတယ်အဆောင်မှနေရတယ်အရာပတ်စံမှန်မှန်မပို့နိုင်ဘူးရီမန်းချက်ကြီးတဲ့ကြောင့်သာသိခံနေတော့ရီမန်းချက်မကြီးတဲ့ကအမေတို့ပတ်စံပို့ခြင်းပို့မပို့ရင်သမီးကကြောင်းထွက်လိုက်မှနော်ရီမန်းချက်သိကြီးတာမင်းရဲ့အပြုအမူကြည့်ပြီးမင်းရီမန်းချက်အကြီးအသေးကိုသိနိုင်တယ်သားတော်သမီးတို့မင်းတို့ငါတို့သိတဲ့သိတ္တထကပိလဝမင်းနဲ့ပြီးဘယင်သုရောနာမင်းကြီးရဲ့သားပဲအချိန်တိုင်းရင်ဘယင်ဖြစ်မှာနော်ဘယင်ဆိုတဲ့ပလင်ဟာသိတ္တထဖို့တက်တက်လေးသူမန်းတဲ့ပလင်ကအပရာဇိတပလင်ရီမန်းချက်ကြီးတော့ဘယင်ပလင်ကိုကြောခိုင်းပြတယ်ရီမန်းချက်ကြီးတော့ဝိကိစ္စသားလေးနဲ့မရအောင်ခဏကြောခိုင်းထားခဲ့တယ်တကယ်လို့သာဖျားမလုပ်ပဲဘယင်လုပ်ခဲ့ရင်ရတော်ရဟာဘယင်ကတော့မိဖုရားပဲဖြစ်မှာပေါ့အခုတော့ဖျားဖြစ်သွားတော့ရတော်ရဖျားရဲ့ပါရမီဖြစ်ပဲဖြစ်သွားရတယ်လေရီမန်းချက်ကြီးတဲ့သူကပလင်တောင်ဘယင်ပလင်တောင်တိတ်တိတ်လေးလို့မြင်တာရီမန်းချက်ကြီးတဲ့ခေါင်းဆောင်ကဘယ်တော့မှကိုချိုးမရှာဘူး